မင်္ဂလာပါပြည်စုံမှာကြိုဆိုပါလေဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုပြပေးပစ္စည်းရပါတော့ကျွန်တော်တို့ဟိုတာချီယာထုတ်တဲ့ကျွန်တော်တို့ဂျင်ရွယ်လေးတွေနောက်ပြီးတော့ကျွန်တော်အသေးစားညှက်ခုံလေးတွေပေါ့နော်အဲ့ကောင်လေးတွေကျွန်တော်ကအစုံရောက်ထားလို့လူချင်းမင်းတို့ကိုကျွန်တော်ကတစ်ခုချင်းပြပေးမယ်ပေါ့နော်ပထမဆုံးပြမယ်ပစ္စည်းကတော့ကျွန်တော်တို့၃မြောက်ဂျင်တွေပေါ့နော်၃မြောက်ဂျင်တွေဒါမျိုးလေးပါသူကအလူမီနီယမ်ဘော်ဒီအလူမီနီယမ်ဘော်ဒီနဲ့ဟောလို့တယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့အဓိကသုံးသမားတွေကကျွန်တော်တို့တန်မန်းဆရာတွေသုံးတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာအမိုးတိုင်းချိုးတဲ့ဟာပေါ့နော်အမိုးတိုင်းချိုးတဲ့ဆရာတွေသုံးတယ်ပေါ့နော်ဒါမျိုးလေးပါသူ့ကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့28,500ကျပ်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒါမျိုးပေါ့နော်ဒါတော့ကျွန်တော်တို့90ညှက်ခုံလေးပေါ့နော်ကျွန်တော်တို့တန်ဖလက်ပြားတွေဒါမှမဟုတ်ကျွန်တော်တို့တလက်မဒူလောက်ရှိတဲ့ကျွန်တော်တို့ဟော်လိုပိုက်တွေပါများလေးစားတွေပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်ဒီကောင်ကကျွန်တော်တို့ short ပြီးရင်ကျွန်တော်တို့ဒီမှာ2လက်မလောက်ထိကျွန်တော်တို့ short တင်းလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့90ဒီဂရီသုံးလို့ရမယ်ဒီကြားထဲမှာဖလက်ပြားဆိုရင်45ဒီဂရီကျွန်တော်တို့အသုံးပြုလို့ရမယ်ပေါ့နော်ဒီကောင်လေးကလည်းကျွန်တော်တို့အလူမီနီယမ်ဘော်ဒီပါပဲသူ့ရဲ့ model number လေးက300-302ပေါ့နော် model number က300-302ရောင်းချပေးမဲ့ဈေးနှုန်းက28,500ပါဒါမျိုးလေးပါ28,500ပါနောက်တစ်ခုပြပေးမှာတော့ကျွန်တော်တို့ဒါဇပွဲကုန်းတွေပါတွေပေါ့မှာပေါ့နော်ကျွန်တော်တို့အလွယ်တကူညှက်ပြီးတော့မှအသုံးပြုလို့ရတဲ့ဟာမျိုးလေးပေါ့နော်ကျွန်တော်အသင့်သုံးလေးအသေးသုံးလေးပေါ့နော်ကျွန်တော်တို့ချောကိုင်လုပ်ငန်းတွေနောက်ပြီးတော့ကျွန်တော်တို့ပပူးတို့ပါလို့ညာတို့လုပ်တဲ့ဟာတွေမှာကျွန်တော်အသုံးဝင်နေပေါ့နော်ဒီကောင်လေးပါသူ့ရဲ့ဖြက်ကကျွန်တော်တို့2လမ်းမလောက်ရှိပါမယ်သူ့ရဲ့ဒီနှကန်းဖြက်ကလေးက2လမ်းမလောက်ရှိပါမယ်အကျယ်ဆိုရင်ကျွန်တော်တို့60မီလီမီတာလောက်ထိဟလို့ရပါမယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးပါဒီကောင်လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့49,900ပါသူ့ရဲ့ model number ကတော့ကျွန်တော်တို့300-231ပါ300-231ပါရောင်းချပေးမဲ့ဈေးနှုန်းကတော့49,900ပါနောက်တစ်ခုကတော့ကျွန်တော်ဒါကတော့ကျွန်တော်တို့အတွေ့များတယ်ပေါ့နော်ကျွန်တော်တို့90ဖန်းတဲ့ကောင်လေးတွေပါဘော်ဒီကတော့ကျွန်တော်တို့အလူမီနီယမ်ဘော်ဒီနဲ့ရှိမယ်ကျွန်တော်တို့ဒီကောင်ရဲ့သူ့ရဲ့အကျယ်ကဟနိုင်တဲ့အကျယ်ကကျွန်တော်တို့80မီလီမီတာဆိုတော့ကျွန်တော်တို့2လက်မကွဲလောက်ရှိတယ်ပေါ့နော်2လက်မကွဲလောက်ရှိတယ်အဲ့လောက်ဒီကောင်ကျွန်တော်တို့ဟားလို့ရပါတယ်ဒီမှာကျွန်တော်တို့net ဒီပိုင်းနဲ့ဖမ်းပြီးရင်ကျွန်တော်တို့အသုံးပြုလို့ရပြီပေါ့နော်ဘော်ဒီကတော့ကျွန်တော်တို့အလူမီနီယမ်ဘော်ဒီပါပဲသူ့ရဲ့ model number ကကျွန်တော်တို့300-301ပါသူပုံစံလေးရတာဒါမျိုးလေးပါ model number က300-301ပါကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးကဒီကောင်လေးကကျွန်တော်တို့96,500ပါသူ့ရဲ့ဈေးနှုန်းလေးကတော့96,500ပါဒါမျိုးလေးပါဒါမျိုးပါနော်နောက်တစ်ခုကတော့ကျွန်တော်အလျားလိုက်သုံးတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးပါဒါလေးလည်းခုနကလည်းပဲကျွန်တော်တို့ဒီကောင်လေးကတော့ငိန်ဖမ်းတဲ့ဟာလေးပေါ့နော်ညှက်ပြီးတော့ကျွန်တော်တို့သသားရေးပါဖြတ်တာတို့နောက်ကျပုံသွင်းတာတို့လုပ်လို့ရတဲ့ကောင်လေးပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့net ၄လုံးနဲ့ဖမ်းပြီးရင်ကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်သူ့ရဲ့ body လေးရတယ်ဒါလည်းကျွန်တော်တို့အလူမီနီယမ် body ပါပဲသူ့ရဲ့ model number လေးက300-411ပါသူ့ရဲ့ model number လေးက300-411ပါကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းက43,500ပါဒီကောင်လေးရဲ့ဈေးနှုန်းက43,500ပါဒါမျိုးလေးပါနောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာဗျဒီကောင်လေးကကျွန်တော်တို့စပွဲကုန်တွေပါတွေပေါ်မှာခုနပြောလို့ပဲကျွန်တော်တို့အလွယ်တကူညှက်ပြီးတော့အသုံးပြုလို့ရမယ်ပေါ့နော်သူကဒါစပွဲကုန်တွေညှက်တဲ့ဟာဒီကောင်လေးကဒီလို90ဒီဂရီထောင်ပြီးတော့အသုံးပြုလို့ရတယ်နောက်ပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့short ပြီးတော့ပေါ့နော်short ပြီးတော့လိုချင်တဲ့ပုံစံတိုင်းပေါ့နော်ကျွန်တော်ဒီမှာဒီလိုအဆောင်းတွေပါကြီးလည်းကျွန်တော်တို့အသုံးပြုလို့ရတယ်ပေါ့နော်အဆောင်းတွေပါကြီးအသုံးပြုလို့ရတယ်လိုချင်တဲ့ပုံစံတိုင်းအသုံးပြုလို့ရတယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော် adjust လုပ်ပြီးတော့သုံးလို့ရပါတယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးပါသူ့ရဲ့နှကန်းသားတော့ဒီကောင်လေးကတော့ကျွန်တော် rubber လေးနဲ့အသုံးပြုပေးထားပါတယ်သူ့အရှည်ကတော့ကျွန်တော်2လက်မခွဲလောက်ရှိပါတယ်သူ့ရဲ့ဟာနိုင်စံကတော့ကျွန်တော်60မီလီလောက်ရှိပါတယ်ဒါမျိုးလေးပါသူ့ရဲ့ model number လေးကတော့300-211ပါသူ့ရဲ့ model number လေးကတော့300-211ပါဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့68,500ပါ68,500ပါဟုတ်နောက်ဆုံးတစ်ခုကတော့ဒါမျိုးလေးပါနော်ဒီကောင်လေးကျွန်တော်တို့ခုနကကောင်မျိုးလေးလို့ပေါ့နော်ဒီကောင်လေးကိုကျွန်တော်short လိုက်ပြီးကျွန်တော်အလွယ်တကူအဆောင်းလေးသုံးညင်လားဒါမှမဟုတ်90ဒီဂရီသုံးညင်လားလိုအပ်တဲ့ပုံစံတိုင်းကျွန်တော်သုံးလို့ရတယ်ပေါ့နော်လိုချင်တဲ့ပုံစံတိုင်းကိုကျွန်တော်သုံးလို့ရပါတယ်
နောက်တစ်ခုကကျွန်တော်ဒီမှာသူ့ရဲ့အထိုင်လေးကကျွန်တော် rubber ထိုင်လေးနဲ့လာတယ် rubber ထိုင်လေးကိုမှကျွန်တော်တို့ဟိုကားမှန်ဖုံးဖုံးပါတွေဖုံးထိုင်နေကတ်တယ်လို့ပေါ့နော်ကျွန်တော်တို့ဒီမှာမျက်နှာပြင်ကြီးကိုကျွန်တော်ဆွဲဆုပ်လို့ရတယ်ကျွန်တော်ဆုပ်ခွက်ပုံစံမျိုးလေးနဲ့လာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မျက်နှာပြင်ကြီးတဲ့နေရာမှာကျွန်တော်အလွယ်တကူကတ်ပြီးတော့မရွေးအောင်တုံးလို့ရပြီပေါ့နော်ဒီကောင်မျိုးလေးပါသူ့ရဲ့နှခမ်းသားလေးကလည်းဒါလေးကလည်းကျွန်တော်တို့ rubber လေးပါသူ့ရဲ့အခြေကတော့ကျွန်တော်တို့2လက်မလောက်ရှိပါတယ်သူ့ရဲ့ဟိုစမ်းထုံနိုင်စွမ်းကတော့ကျွန်တော်တို့80မီလီလောက်ရှိပါမယ်ဒါမျိုးလေးပါဒါဆိုရင်ကျွန်တော်တို့က90ဒီဂရီသုံးတယ်ပေါ့နော်တကယ်လို့ဒီလိုအဆောင်လေးသုံးမယ်ဆိုရင်ဒါမျိုးလေးသုံးမယ်ဆိုရင်ကျွန်တော်ဒီလိုနေရာနေမှာရှိရဆိုရင်ဒီလိုလေးကတ်ပြီးတော့မှဒီမှာသုံးလို့လည်းရတယ်ပေါ့နော်ဟုတ်ဒီကောင်လေးရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့9000နဲ့4000ပါသူ့ရဲ့ model number လေးကတော့300-211ပါသူ့ရဲ့ model number က300-211ပါကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့9000နဲ့4000ကျပ်ပါတကယ်လို့မိတ်ဆွေတို့စိတ်ဝင်စားလို့မှာယူခြင်းနေဆိုရင်ကျွန်တော်တို့ရဲ့ပြည်စုံရ Facebook page Messenger ဒါမှမဟုတ်3992113333 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်